မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမယ့်ဇာတ်လမ်းလေးကတော့ယောက်ျားကိုတက်မိသူရဲ့ဝစ်ကျွေးလို့မြင်ရပါတယ်ဝေးလံတီခေါင်သောခြေလက်တွဲရလေးတွေ့ရမှာကိုမင်းလို့ခေါ်တဲ့လူပြိုကြီးတစ်ယောက်ရှိပါတယ်သူဟာအိုမင်းမစွန့်ဖြစ်နေတဲ့မိခင်အိုကြီးနဲ့အတူတစ်သားရင်အဟောင်းလေးတွေနေထိုင်ကတောင်ရလုပ်ငန်းနဲ့အသက်မွေးသူဖြစ်ပါတယ်ကိုမင်းဟာအလွန်ရိုးသားပြီးမိခင်ပေါ်တည်တဲ့သူဖြစ်တော်လေတနေ့မှာတော့ကံကြမ္မာသူ့ကိုမေယုဆိုသူမျိုးသမီးနဲ့စုံစည်းစေခဲ့ပါတယ်။မေယုရဲ့သားရည်ဟာဝင်းပနေပြီးတရွာလုံးမှာအလှဆုံးလိုနာမည်ကြီးသူဖြစ်ပါတယ်။ကိုမင်းကမေယုကိုမြင်မြင်ချင်းအသေးဆွဲချစ်မိသွားပါတော့တယ်။မိခင်အိုကြီးကသားဖြစ်သူကိုအတန်တန်ထားရှာပါတယ်။သားရဲ့မေယုနဲ့တော့မပတ်သက်ပါနဲ့။အဲ့ဒီမိန်းကလေးကအပြင်းကြီးတယ်။လောက်ကင်လဲဘာမှမလုပ်ဘူးသူ့ကိုမရအဖြစ်ခေါ်လိုက်တာပဲဒုက္ခရောက်လိမ့်မယ်အမေစကားကိုနားထောင်ပြီးအခုကတည်းကလက်တွဲဖြုတ်လိုက်ပါသို့တော့အချစ်မျက်စိကန်းနေတဲ့ကိုမင်းတယောက်မိခင်စကားကိုပယ်ကမေယုကိုတောင်းရလက်ထပ်ပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်လက်ထပ်ပြီးမကြခင်မှာပဲမေယုရဲ့ဇယိုက်မှန်ပေါ်လာပါတယ်သူမဟာအိမ်မှုကိစ္စဘာတစ်ခုမှမလုပ်ဘဲတနေ့ကုန်အိပ်ရာထဲမှာပြင်းထူနေသူဖြစ်ပြီးကိုမင်းနဲ့ရောက်ခမအိုကြီးရှာကျွေးတာကိုသာထိုင်စားနေပါတော့တယ်ကိုမင်းကဆိုဆုံးမတော့ခါရင်လဲရှင်မဲကျမကိုအတင်းတောင်းပြီးလက်ထပ်ခဲ့တာလေအခုမှလာပြီးဆရာလုံမနေနဲ့မလုံလို့ချင်းရှစ်ဖာချင်းလို့ကျမကတော့မလုံနိုင်ဘူးအဲ့ဒီလိုပြန်လဲအော်ဟစ်ပါတယ်တနေ့မှာမိခင်အိုကြီးခမဟင်းချက်နေရေလိုအပ်တဲ့အတွက်ချွေးမဖြစ်သူကိုခိုင်းမိပါတယ်မေယူလေးရဲ့အမေကိုချောင်းထဲကရေလေးတစ်ပုံးလောက်တွက်ခတ်ပေးပါဦးအိုးအဲ့လိုပင်ပန်းတာတွေမလုပ်နိုင်ဘူးလိုချင်ကို့ဖာသာကိုတွက်ခတ်ပါလားခြေလက်တွေပါနေတာပဲဥစ္စာမေယူကအဲ့ဒီလိုအထက်စီးနဲ့ပြန်ပြောခဲ့ပါတယ်မေယူဟာစိတ်ပုတ်ယုံနေမကပဲကောက်ချစ်သူလည်းဖြစ်ပါတယ်ဒီနေ့မှာကိုမင်းတောင်ယာကပြန်လာတဲ့ချိန်မေယူကငိုယိုကတိုင်တန်းมาတော့တယ်ကိုကြီးအမေကကျမရဲ့ပတ်စံတွေခိုးသွားပြီအိမ်ကလက်ဖွက်ပေးလိုက်တဲ့ငွေတုံးလဲကျမအခန်းထဲမှာတင်ထားတာမရှိတော့ဘူးခဏလေးအပြင်ထွက်သွားတဲ့အချိန်မှာအမေပဲယူသွားတာဖြစ်ရမယ်ကိုမင်းကမိခင်ကိုမေးမြန်းတော့လဲမိခင်ကပြပြတလဲညှိဆိုရှာပါတယ်မေယူမှာဒေါသထွက်ကရောက်ခမောက်ကိုပါစက်နဲ့စော်ကားရုံနဲ့မကပဲလက်ပါရန်အထိကြံစီခဲ့ပါတယ်ကိုမင်းကမသေးချာပဲဆွဆွဲမပြောဖို့မိခင်ကြီးရှေ့ကကာကွယ်ပြောရှာပါတယ်အချိန်ကြာလာတာနဲ့မြမိခင်ကြီးမှာပို၍အိုမင်းလာကဖျားနာပြီးလမ်းမလျှောက်နိုင်တော့ပဲအဲ့ရပေါ်ရင်သာလဲနေရရှာပါတယ်ကိုမင်းမှာတောင်ရလုတ်ကိုခီးဝေးသွားလို့ရမှာဖြစ်တဲ့အတွက်အိမ်မှာမေယူကိုလူမမိခင်ကပြုစုရန်အနံခဲ့ပါတယ်ကိုမင်းမရှိတဲ့အချိန်မှာမေယူဟာရောက်ခမအိုကြီးကိုလူမဆန်စွာနှိပ်စက်ပါတော့တယ်သူမကိုယ်တိုင်ကစက်သားဟင်းနဲ့ကောင်းကောင်းဖြတ်စားပြီးမြဲရောက်ခမအိုတော့ထမင်းတို့ဟင်းတို့များကိုသာကျွေးမွေးပါတယ်မေအိုကြီးကဘာလို့အမေကိုဒီလိုထမင်းတို့တွေကျွေးရတာလဲစက်သားဟင်းချက်တယ်ဆိုရင်အမေကိုစက်သားဟင်းလေးနည်းနည်းကျွေးပါလားဟင်ဘာလို့မှမလုပ်နိုင်တဲ့လူကကောင်းကောင်းစားပြီးဘာလုပ်မှလဲထမင်းတို့စားရတာတော့အမြတ်ပဲစားရင်စားမစားရင်လည်းငတ်သေးလိုက်တော့အဲ့ဒီလိုဒေါသတကြီးအော်ဟစ်ကအခန်းထဲမှာခြေတံပြင်းပြင်းနဲ့ထွက်သွားပါလေတော့တယ်။နှစ်ရက်သုံးရက်ခန့်ကြာတော့အခါကိုမင်းတောင်ယာမှပင်မနဲ့စာပြန်ရောက်လာပါတယ်။သူအိမ်ထဲကိုဝင်လာတာနဲ့အမေဖြစ်သူကငိုယိုကချွေးမဖြစ်သူရဲ့ရက်စက်ပုံကိုတိုင်တော့ပါတော့တယ်။သားရဲ့အမေကိုထမင်းကောင်းဟင်းကောင်းလေးကျွေးဖို့မင်းမိမကိုပြောပေးပါဦး။မင်းမရှိတဲ့ရက်တွေမှာအမေကိုနမ်းစော်နေတဲ့ထမင်းသိုးတွေပဲကျွေးတာအမေစားလို့တောင်မဝင်ဘူးသားရဲ့အမေကျမကိုမဟုတ်တန်းတရားတွေမဆွဆွဲနဲ့နော်ကိုမရှိတဲ့အချိန်မှာကျမအမေကိုထမင်းကောင်းဟင်းကောင်းတွေအမြဲချက်ကျွေးတာအကိုလည်းတည်သားပဲအစကတည်းကအမေကကျမကိုမကြည်ပြူခဲ့တာလေအခုလဲကျမကိုမကောင်းဖြစ်အောင်အမျိုးမျိုးလှုပ်ကြံပြောနေတာအကိုသူပြောတာတွေကိုနားမယောင်ပါနဲ့မေယူဟာအဲ့ဒီလိုပလီပလာစကားတွေနဲ့ယောက်ျားဖြစ်သူကိုရှာရိုးမရှိဂုံချောပါတော့တယ်ကိုမင်းလည်းနှစ်ယောက်စလုံးငင်းခုန်နေတာကိုစိတ်ပြက်လက်ပြက်နဲ့နားထောင်နေမိပါတယ်
သူလဲကိုယ်တိုင်မမြင်လိုက်ရတာကြောင့်ဘသူ့ကိုယုံကြည်ရမလဲဆိုတာမသိပဲတပြင်းကိုသာအချိန်ချင်းချနေမိပါတော့တယ်သူကတော့နှစ်ယောက်လုံးစိတ်လျှော့ကြဖို့ဂျားတွေကဖြန့်ပြေးပေးုံသာတတ်နိုင်ခဲ့ပါတယ်နောက်ဆုံးတွင်မိခင်အိုကြီးဟာအာဟာရပြက်စိတ်ဆင်းရဲလွန်းတာကြောင့်မျက်စိနှစ်ဖက်လုံးကွယ်သွားရှာပါတယ်ထိုအခါမေယုကပို၍စိုးစမ်းရုံမှလာခဲ့ပါတယ်သူမဟာခွေးစာဝက်စာများနဲ့ရွှွန့်တွေကိုရောနှောပြီးရောက်ခမဖြစ်သူကိုအတင်းအာရမကျွေးပါတော့တယ်ရှာဖြင့်ထိလိုက်ယုံနှာခေါင်းကပုတ်စော်နံသောအနံ့ကိုရလိုက်ယုံနဲ့ထိုအရာတွေဟာလူစားတဲ့အစားအစာမဟုတ်ကြောင်းချက်ချင်းသိလိုက်ပါတယ်ဒါတွေကဝက်စာခွေးစာတွေပဲညီဒီလောက်ညစ်ပတ်တာတွေငါ့ကိုဘာလို့များကျွေးရတာလဲညီစိတ်တက်ကဘာလို့ဒီလောက်အောက်တန်းကြရတာလဲပါဇက်ပိတ်ထားစမ်းနင့်လိုမျက်မမြင်ကကျွေးတာရှိရင်မျိုးယုံမဲ့ရှိတယ်ပြီးတော့မှတ်ထားအောင်ဒီအကြောင်းကိုနင့်သားကိုလုံးဝမပြောနဲ့တခွန်းလောက်ပြောကြည့်ငါနင့်ကိုတိုးထဲမှာတက်ပြီးမြုပ်ပြစ်မယ်ကြားလားရောက်ခမဖြစ်သူကပါဇက်ကိုတင်းတင်းပိတ်ထားပြီးထိုညစ်ပတ်နေတဲ့အစားအစာတွေကိုမျိုးမချပဲနေတာကိုမြင်တဲ့အခါမေယူကစိတ်မရှိတော့ပဲဘွားအိုရဲ့သပင်ကိုအားနဲ့စောင့်ဆွဲပြီးပုတ်စော်နန်းနေတဲ့အစာတွေကိုပါဇက်သေးကိုအတင်းတိုးထဲကရရဆက်ဆက်မျိုးချခိုင်းမှနေတော့တယ်အဘွားအိုမှာအလွန်အမင်းဆင်းရဲဒုက္ခရောက်ပြီးငိုယိုကရုန်းကန်နေရရှာပါတယ်ရဲ့အနှဲငယ်အကြောင်းမှာကိုမင်းတယောက်တောင်ယာကပြန်လာတဲ့အခါအမေဖြစ်သူကအခန်းတောင်မှာဒူးနှစ်ဖက်ကိုပိုက်ပြီးတုံရင်ရင်နဲ့ရှိုက်ကြီးတငယ်ငိုးနေတာကိုတွေ့လိုက်ရပါတယ်အမေဘာဖြစ်တာလဲဘာလို့ငိုးနေတာလဲဘသူဘာလို့လို့လဲကျွန်တော်ကိုပြောစမ်းမအောင်မေကိုမေရဲ့အမေခမရတော့ခေါင်းငိုသာခါရရင်မချိတင်ငယ်ငိုကြွေးနေမိပါတယ်ကိုမင်းဟာမိခင်ဖြစ်သူရဲ့ခြေနေကိုကြည့်ပြီးတခုခုထူးဆန်းနေတာကိုခံစားမိပေမဲ့ထပ်တလဲလဲမမေးတော့ပဲခြံထဲကကြက်တကောင်ကိုဖမ်းပြီးကိုယ်တိုင်ကိုကြတက်ဖြက်ကမွှေးကြိုင်သောကြက်စွပ်ပြုတ်မှုလေးကိုချက်ပါတော့တယ်စိတ်တော့ကရောက်ပြီးပိန်ရှုံးနေရှာတဲ့အမေကိုအားရှိစေရန်နဲ့စိတ်သက်သာရာရစေရန်တစွန်းချင်းခွန့်ကြွေးရှာပါတယ်နောက်တစ်နေ့မနေ့မှာတော့ကိုမင်းဟာစားဝတ်နေရေးအတွက်တောင်ယာကိုပြန်သွားရန်ပြင်ဆင်ရပြန်ပါတယ်မျက်စိမမြင်တော့အဖွားကိုဟာဘလူးမကဲ့သို့စိတ်ပုတ်လာတော့ချွေးမဖြစ်သူနဲ့အတူကျမစုကိုရင်ဆိုင်ရန်တယောက်ထဲကျင်းခဲ့ရပြန်ပါတယ်ကိုမင်းကမိခင်ဖြစ်သူကဂယုတစိုက်ပြစ်စုသွားတာကိုမြင်ခဲ့ရတဲ့အတွက်အလွန်ဒေါသထွက်နေတဲ့ဘေးယူဟာအိမ်သားတဲ့သူဝင်ကမစင်များကိုခွက်ထဲသို့ထည့်လိုက်ပြီးရောက်ခမထံကိုသွားကဲကိုမင်းကအမေအတွက်အမဲသားဟင်းချက်ထားခဲ့တယ်မြန်စားလိုက်တော့ခုပြောကပကံကိုချပေးလိုက်ပါလေသို့တော့ထိုအရာဟာနှကန်းနဲ့ထိလိုက်ရုံနဲ့ပုတ်စော်နံသောအနံကနှာခေါင်းထဲကိုတိုးဝင်လာရုံနဲ့မိမိပါဇက်ထဲထိလိုက်တော့အရာဘာလဲဆိုတာကိုအဖွားကိုချက်ချင်းသိလိုက်ရတော့တယ်အမလေးဒါမစင်နေပဲဖေကဲရမူပါမေယူညီစိတ်တက်ကဘာလို့ဒီလောက်တောင်လူမဆန်အောင်ရက်ဆက်ရတာလဲညီဟာလူမဟုတ်ဘူးဘလူးမပဲနင်ငါအပေါ်ဒီလိုရဲရဲဆက်ဆက်လှုပ်ရက်တယ်အဲ့ဒီလိုလှုပ်ရက်တဲ့အတွက်နင်ငါလိုပြန်ခံစားရပါစေနင်ငါအပေါ်ရဲရဲဆက်ဆက်လှုပ်ခဲ့တဲ့နင့်ရဲ့လက်ချေတွေပုတ်သိုးဆွေးမြေ့ပါစေနင်လဲငါလိုပဲစားစရာမရှိငငက်ပြက်ပြက်နဲ့သေပါစေဟဲ့ရေးထူးတဲ့ဖွားကြီးနင့်ရုံနဲ့ငါ့ကိုကြိမ်ဆဲရဲသေးတယ်ပေါ့လေမစားချင်ရင်လည်းသွားသေးလိုက်တော့ထုံညမှာပဲမိုးသက်မုန်တိုင်းများပြင်းထန်စွာကျလာပါတယ်မေယုဟာမျက်စိမမြင်လမ်းမလျှောက်နိုင်တဲ့ရောက်ခမဝကြီးကိုအိမ်အပြင်ဘက်မိုးရက်လေတွေကိုဆွဲထုတ်ခါပစ်ထားခဲ့ပါတယ်နောက်တစ်နေ့မနေ့တွင်မိခင်အိုကြီးမှာချမ်းစိမ့်လာသောမိုးရေထဲမှာအသက်ပြောက်နေပြီဖြစ်ပါတယ်မေယုဟာအပြစ်ကိုဖုံးကွယ်ရန်မိခင်ကြီးရဲ့အလောင်းကိုအိပ်ရာပေါ်မှာပြန်တင်ပြီးအသက်အရွယ်အိုမင်းနာကြောင့်အိပ်ပျော်ရင်းသေသွားတာဖြစ်ကြောင်းကိုမင်းကိုလိန်ညာပြောဆိုခဲ့ပါတယ်မိခင်ကြီးကွယ်လွန်ပြီးတဲ့နောက်မကြခင်မှာပဲမေယုရဲ့ခြေလက်တွေဟာအကြောင်းရင်းမရှိပဲညိုပုတ်ဆွေးမြေလာကသူကိုယ်တိုင်လမ်းမလျှောက်နိုင်တော့ပဲအိပ်ရာပေါ်မှာလှည့်နေရတဲ့ဘဝကိုရောက်သွားပါတယ်ဒ
ကိုယ်လုံးနာကျင်တဲ့ဝေဒနာကိုအလွန်အမင်းခံစားရပြီးသူမရဲ့ခန္ဓာကိုယ်ကပုံနှံများထွက်လာပါလေ။ဒီနေ့မှာတော့ကလေးငယ်တို့ဟာမွေးကြိုင်လာတဲ့အသားပြုတ်တပကံကိုကိုက်ဆောင်ကကရင်နားထီလာပြီးသူမကိုကန့်ပေးပါတယ်။ဆာလောင်မွတ်သိမ့်နေတဲ့မေယူဟာတုံရင်နေသောလက်များနဲ့ထိုခွက်ကိုအမြန်လှမ်းယူလိုက်ပါတယ်။သူမဟာခွက်ထဲမှာရှိတဲ့အသားတုံးတွေကိုကြည့်ကအငမ်းမရစားတော့ရန်ဟန်ပြင်လိုက်ပါတယ်။ဒါပေမဲ့တေချာစိုက်ကြည့်လိုက်တဲ့အခါမှာတော့ခွက်ထဲမှာရှိတဲ့မွေးကြိုင်လာတဲ့အသားပြုတ်ကရွှန်ရှာဝယ်ကောင်းပြီးပုတ်စော်နှမ်းနေတဲ့မစင်ပုံအဖြစ်ပြောင်းလဲသွားပါတော့တယ်။မေယူကလန်တကြအော်ဟစ်လိုက်ပြီးအဲ့ဒီခွက်ကိုဝေးကိုလွှတ်ပစ်လိုက်ပါတယ်။သူမဟာကလေးငယ်ကိုမော့ကြည့်လိုက်တဲ့အခါမှာတော့သူမရှေ့မှာရှိနေတာဟာကလေးငယ်မဟုတ်တော့ပဲသပင်ဖေယိုဖေးနဲ့ပုတ်တိုးဆွေးမြင့်နေတဲ့ရေပြားတွေကနေအညီနဲ့နေထွက်နေတဲ့ရောက်ခမကြီးရဲ့ရေဦးလောင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီရေဦးလောင်းဟာခေါင်းငိုက်စိတ်ချလျက်ရက်နေတာကိုမြင်တော့မြေရွတ်ခမများကြက်သိမ်းမွင်းချင်းနေထသွားပါတော့တယ်။အမေကျမကြောက်ပါပြီ။ကျမကိုလွတ်ပေးပါတော့။ကျမအရန်နာကျင်နေပါပြီ။ကျမမှားသွားပါပြီ။အချိန်ချင်းတောင်းပန်တိုးရှိုးတဲ့နေဟာအပြင်မှာရှိနေတဲ့ကိုမင်းစီကိုလွင့်ပြင်လာတာကြောင့်သူတန်မြဝင်ပြီးခန်းထဲကိုဝင်သွားတဲ့အခါဘာဖြစ်လို့အမေကိုထိုင်တောင်းပန်နေရတာလဲလို့အတင်းကျပ်မင်းမြတ်มาတော့တယ်။နာကျင်မှုဝေဒနာနဲ့ရောက်ခမပေါ်ထားတဲ့ကြောက်စိတ်တွေအထွတ်ထိပ်ကိုရောက်လာတဲ့အခါမှာတော့မေယူတယောက်လျှို့ဝှက်ချက်ကိုဆက်ထိမ့်မထားနိုင်တော့ပဲသူမလုပ်ခဲ့တဲ့အမှန်တရားအလုံးကိုဖွင့်ဟဝန်ခံလိုက်ရပါတော့တယ်။ဇနီးတဲ့ပါဇက်ကနေအမှန်တရားကိုကြားလိုက်ရတဲ့အခါကိုမင်းရဲ့မျက်လုံးတွေပြူးကျဲသွားပြီးဝမ်းနည်းမှုနဲ့ဒေါသကအကန့်အသတ်မရှိပေါက်ကွဲထွက်လာပါလေ။ကိုမင်းဟာအနီးနားမှာရှိတဲ့ဓာတ်ကိုကောက်ကင်ပြီးရက်ဆက်လာတဲ့ဇနီးဖြစ်သူကိုတပ်ပစ်ဖို့အတွက်လက်ကိုအစွမ်းကုန်မြှောက်လိုက်ပါတယ်။ဒါပေမဲ့အနီးနားကဖြတ်သွားဖြတ်လာရသားတွေဟာအသေးခိုက်မတက်အော်ဟစ်တန်တွေကိုကြားတာကြောင့်အိမ်ထဲကိုဝင်လာပြီးကိုမင်းလက်ကိုအတင်းဆွဲကတားဆီးလိုက်ကြတယ်။ကိုမင်းဟာမေယူကိုအိမ်မှာတယောက်တည်းထားခဲ့ပြီးတောင်ယာကိုပြောင်းရွှေ့နေထိုင်မှလေတော့တယ်။မေယူဟာဘယ်သူမှမကြည့်ရှုတော့ပဲငငက်ပြက်ပြက်ဘွားနဲ့ပဲမေကျမကိုခွင့်လွတ်ပါလို့အော်ဟစ်ဝတ်နောက်ပိုးတက်ပြီးတေခဲ့ရပါတယ်။ရွာသားတွေသွားကြည့်တဲ့အခါမှာမေယူရဲ့အလောင်းဟာမျက်လုံးပြူသားနဲ့အသားရည်များပုတ်ဆက်၆ကပ်ကအလွန်ရင်နာစရာကောင်းသောခြေအနေနဲ့သေဆုံးနေတာကိုတွေ့ရှိရပါတော့တယ်။မေယူရဲ့ရုပ်လောင်းကိုမြင်တွေ့လိုက်ရတဲ့ရွာသားတွေဟာထိတ်လန့်တုန်လှုပ်ခြင်းနဲ့ဆက်ဆုပ်ယွန်ရှာခြင်းနဲ့တန်ဝေကတရားတို့သာစိတ်ထဲမှာအစာတို့ဝင်ရောက်လာခဲ့ကြပါတယ်။မကောင်းမှုဟုသည်မပြုတ်ခြင်းကသာမျက်လာပေသည်ကိုစီကုံကတန်ဝေကပွားရင်ရောက်ခမအပေါ်ရက်ဆက်ခဲ့သမျှအနိုင်ကျင့်ခဲ့သမျှနောက်ဆုံးမှာသူမကိုယ်တိုင်တူးထဲသာရင်ဆိုင်သွားတဲ့ဘဝနဲ့ညီကုန်းချုပ်အဆုံးသတ်ခဲ့ရပါတယ်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးတော့ပါရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။လိုအပ်ချက်များရှိရင်လည်းနားလည်ခွင့်လွှတ်ပေးကြပါရှင်။